ကိုဝေလိုက်တဲ့သမင်းထုတ်ကိုတန်းစီပြီးတော့ယူနေတဲ့လူတွေရဲ့မျက်နှာကိုဖြဲကားပြီးတော့ဗီဒီယိုမှတ်တမ်းတွေတင်တဲ့ဓာတ်ပုံတွေရိုက်တယ်ပြီးတော့ social media ပေါ်တင်တယ်ပေါ့နော်ဆိုတော့အဲ့ဒါကောင်းလာပြန်စဉ်းစားကြည့်အောင်သူများအားငယ်နေတဲ့အချိန်တချို့ဆိုရင်လေဖိုက်အရန်စာလွန်းလို့တာလေမဖြစ်မနေမှုလို့တာလာတန်းစီပြီးတော့ယူတာနော်သူတို့စိတ်ထဲမှာစဉ်းစားကြည့်သူတို့ရဲ့မျက်နှာကိုသူတို့ဒီ social media မှာဒီသမင်းထုတ်လေးလမ်းယူနေတဲ့ဗီဒီယိုဓာတ်ပုံကိုဒါမြင်ကြည့်ဘယ်လိုခံစားရမလဲ။အော်ငါတို့ဒီဖြစ်တောင်ရောက်သွားပြီသူမြင်ဆိုပြီးတဲ့အတွေးတွေဝင်လာတယ်ပို့ပြီးစိတ်အားငယ်ရတယ်ဆိုတော့လူတဲ့လူတွေပတ်စံထုတ်ကြီးတကားကားနဲ့လူရင်လည်းအဲ့ဒီပတ်စံထုတ်နဲ့ကိုယ့်ရဲ့မျက်နှာနဲ့ပဲလူနော်အဲ့လိုပဲထမင်းထုတ်ဝေတယ်ဟင်းထုတ်ဝေတယ်ဘာပဲဝေရေးတတ်မယ်ဝေဘာကြီးပဲဝေဘာကြီးပဲလူလောက်ထိအရန်လူသိစေချင်တယ်ဓာတ်ပုံဗီဒီယိုရိုက်စေချင်တယ်ဆိုရင်အဲ့ဒီကိုယ့်ရဲ့မျက်နှာနဲ့အဲ့ဒီလူတဲ့ဟာပဲတင်နော်ကျမတို့ဆိုရင်လူတယ်ဒါပေမဲ့မသိရဘူးမပြောနေတော့ဘူးဘာဖြစ်လို့လဲဗီဒီယိုမှတ်တမ်းတွေမတင်နေတော့ဘူးဘာဖြစ်လို့လဲဆိုအဲ့ဒီခံစားချက်ကိုနားလဲတယ်အားနေဒီရဲ့ဖုန်းတွေကင်မရာတွေနဲ့ပဲပေါ့နော်အမြဲတမ်းဟိုမှတ်တမ်းယူခြင်းနဲ့လူခြင်းနဲ့စိတ်ကနည်းနည်းမှတ်တမ်းတင်ခြင်းနဲ့စိတ်ကများများဖြစ်နေတဲ့လူတွေကြောင့်ပေါ့နော်ဒီဗီဒီယိုလေးကိုတင်လိုက်တာပဲဖြစ်တယ်ပေါ့နော်လို့ပြောလိုက်လို့မင်းရောဘယ်လောက်လူနေတာမို့လို့လဲဒီလို attention ရှာပြီးဗီဒီယိုတင်ရအောင်လို့ပြောတဲ့လူတွေဒီနေရာမှာပဲတခါတည်းပြောပြချင်ပါတယ်အများကြီးလိုမျိုးတိမ်တောင်းချီတိမ်ထောင်ချီကျွန်မမလူနိုင်ဘူးအဲ့ဒါမဲ့ကျွန်မပါလူနိုင်လဲဆိုတော့ကျွန်မတက်နိုင်တဲ့ဟာအကုန်လုံး28ရက်နေစပြီးငလင်လုတ်ကတဲ့ကကျွန်မဆိုင်မှာတက်နိုင်တဲ့ဟာတွေအကုန်လုံးစီးဝါအစားလူတယ်เนาะကျွန်မဆိုင်မှာလောက်ဝဲတဲ့စကိုင်းအတွက်တွေကိုတခြားမန္တလေးအတွက်တွေကိုအဲ့အလူရှင်တွေနဲ့အတူပါဝင်လူတန်းပါတယ်ကိုတက်နိုင်တဲ့လောက်เนาะကျွန်မအမောက်ဘတော်မှဖော်ပြတတ်တဲ့လူမဟုတ်ဘူးလို့ကျွန်မရဲ့ page မှာလည်းဘာတွေလူပြီးဘာညာဆိုပြီးတင်ထားတာတခုမှအခုယနေ့အချိန်ထိပေါ့เนาะဒီခုဘယ်နှစ်ရက်တောင်ရှိပြီလဲကျွန်မလုံးဝမတင်ဘူးဒါပေမဲ့ပြောချင်တာကကင်မရာတကားနဲ့လူချင်းတဲ့စိတ်ကအလောက်မဟုတ်ဘူးနော် attention ရှာပြီးတော့ video တင်ချင်တဲ့လူတွေဒီရဲ့ဒါကမလုံသင့်ဘူးပေါ့နော်ဆိုတော့တကယ်လို့သူများရဲ့ခွင့်ပြုချက်ရရတယ်တစ်ဖက်ကခွင့်ပြုတယ်သူရဲ့မျက်နှာကိုတင်ဖို့ခွင့်ပြုတယ်ဆိုရင်တော့ဝါပြီးတော့တင်စေချင်ပါတယ်ဆိုတော့စီကံရှိစေချင်တယ်ပေါ့နော်ဆိုတော့အဲ့ဒါလေးတွေကိုလိုက်နာစေချင်လူကျင့်ဝတ်ပေါ့ပြောမယ်ဆိုအဲ့ကျင့်ဝတ်လေးရှိစေချင်ပါတယ်